နိုဘီတာကကြက်ဥသမင်းကိုပကံထဲလောင်းထည့်လိုက်တယ်ဒိုယေမွန်ကဒီပုံစံကတကယ်ကိုထူးခြားတာပဲလို့ပြောလိုက်တယ်ဒါပေမဲ့တလုတ်စားကြည့်ပြီးတဲ့နောက်မှာတော့အလွန်အရသာရှိမှန်သိသွားတယ်နိုဘီတာကဒါကိုခရမ်းကျင်တီဆော့စ်နဲ့လည်းစားလို့ရတယ်လို့ပြောတယ်တေချာတာပေါ့အဲ့ဒီလိုစားတာကပိုပြီးအရသာရှိစေတယ်ဒိုယေမွန်ကကြက်ဥပုံစံလေးကတကယ်ကိုတီထွင်ဖန်တီးမှုရှိတယ်လို့တွေးမိတယ်အထူးသဖြင့်အပေါ်ကအပေါက်လေးပေါ့သူတို့တငယ်ချင်းတွေကိုလည်းနီးစမ်းကြည့်ဖို့ယူသွားပေးလို့ရတယ်စားကြည့်ပြီးတဲ့နောက်လူတိုင်းကတကယ်ရတာရှိတယ်လို့တွေးကြတယ်ဂျိုင်းယန်ကဆူနီယိုကိုလည်းစားကြည့်ဖို့ပြောတယ်သူကဆူနီယိုစားပြီးရင်လုံးဝအံ့ဩသွားစေရမယ်လို့အာမခံလိုက်တယ်ကဘာပေါ်ကအရသာရှိတဲ့အစားအစာမှန်သမျှကိုနီးစမ်းမှုတဲ့ဆူနီယိုကတော့ဒါကိုမယုံကြည်ခဲ့ဘူးမမျှော်လင့်ပဲတလုတ်စားလိုက်ရုံနဲ့သူ့ရဲ့စိတ်ဝိညာဉ်ကိုထိမှန်သွားစေခဲ့တယ်အရေးကြီးဆုံးကတော့ဒိုယေမွန်ကဒီအစားအစာကိုနိုဘီတာလောက်တာလို့ပြောပြလိုက်တာပဲဆူနီယိုကဒါကိုဘာအစားအစာလို့ခေါ်လဲလို့မေးတယ်နိုဘီတာကဒါကိုနိုဘီကျက်ဥထမင်းလို့ခေါ်တယ်လို့ပြန်ဖြေလိုက်တယ်နိုဘီတာကရှီဇူကကိုအမြန်ဆုံးနီးစမ်းကြည့်စေချင်နေပြီဒါပေမဲ့ဒိုယေမွန်ကတရားနာမှာရက်နေတဲ့ဦးလေးကြီးတယောက်ကိုတတိပြုမိသွားတယ်ဒါကြောင့်သူကနိုဘီတာကိုလှမ်းခေါ်လိုက်တယ်သူတို့နှစ်ယောက်စလုံးကဦးလေးကြီးဘာဖြစ်လို့လဲဆိုတာသွားမေးကြတယ်ဦးလေးကြီးကငိုချလိုက်တော့တယ်ပြီးတော့သူကသူတို့နှစ်ယောက်ကိုသူဖွင့်ထားတဲ့ဆိုင်စီခေါ်သွားတယ်ဆိုင်ထဲမှာဖောက်တဲ့တယောက်မှမရှိဘူးဘာလို့လဲဆိုတော့ဆိုင်မှာနာမည်ကြီးဟင်းရမရှိလို့ဆိုင်ကမကြခင်ပိတ်ရတော့မှမလို့ပဲဒါကြောင့်နိုဘီတာကဦးလေးကြီးကိုကြက်ဥထမင်းနီးစမ်းကြည့်ဖို့ပေးလိုက်တယ်ဦးလေးကြီးကဒီပုံစံကတကယ်စမ်းကြယ်တယ်လို့ပြောတယ်ဒါပေမဲ့အရသာကတော့မယုံနိုင်တော့အောင်ကောင်းမှုနေခဲ့တယ်သူကနိုဘီတာကိုဒါဘယ်လိုလုပ်ရလဲတင်ပေးဖို့ချက်ချင်းပဲတောင်းပန်တော့တယ်ဦးလေးကြီးကထမင်းကိုစပြီးကြော်တယ်နိုဘီတာကခရမ်းကျင်တီဆော့နည်းနည်းထည့်ဖို့ပြောတယ်ဦးလေးကြီးကနည်းနည်းလေးပဲထည့်လိုက်တယ်ဒါပေမဲ့နိုဘီတာကနည်းလုံးတယ်လို့ပြောတယ်ပြီးတော့သူက sauce ပလင်းကိုလူယူပြီးအများကြီးညှစ်ထည့်လိုက်တယ်နောက်ဆုံးတော့သူကြက်ဥအနှစ်ကိုတေချာမွေလိုက်တယ်ကြက်ဥထမင်းပြီးသွားပြီဒါကအရန်ရတာရှိလုံးလို့ဆိုင်ရှင်ကြီးကိုငုံမိစေခဲ့တယ်နိုဘီတာကဆိုင်ရှင်ကြီးကိုနိုဘီကြက်ဥထမင်းကိုဆိုင်ရဲ့နာမည်ကြီးဟင်းလျာဖြစ်သုံးဖို့ပြောလိုက်တယ်ဦးလေးကြီးကနိုဘီတာကိုအထက်ထက်အခါကကျေးဇူးတင်နေခဲ့တယ်အဲ့ဒီနေ့ကတော်တော်လေးနောက်ကျသွားခဲ့ပြီနိုဘီတာရှီဇူကတ်စီသွားဖို့နောက်တစ်နေ့အထိစောင့်လိုက်ရတယ်မကြခင်မှာပဲနောက်တစ်နေ့ရောက်လာခဲ့တယ်နိုဘီတာနောက်ဆုံးတော့ရှီဇူကတ်စီသွားခွင့်ရခဲ့ပြီအဲ့ဒီအချိန်မှာပဲတငယ်ချင်းတစုကရှီဇူကရဲ့အိမ်ရှိတကားဝါမှာစုဝေးနေကြတယ်လူတိုင်းကနိုဘီတာလုပ်တယ်လို့မျိုးကြက်ဥထမင်းကိုမလုပ်နိုင်ကြဘူးလို့ပြောနေကြတယ်ဒေကီဆူကီတောင်မှအပေါ်ကအပေါက်လေးကိုမလုပ်နိုင်ခဲ့ဘူးဒါကြောင့်နိုဘီတာရောက်လာတဲ့အခါသူမင်းတက်သွားခဲ့တယ်ရှီဇူကလက်ထဲမှာကင်ထားတာဘာကြီးလဲနိုဘီတာစိတ်ပြတ်သွားရုံပဲရှိတော့တယ်ဒါပေမဲ့ဆူနီယိုကအပေါက်မပါတဲ့ကြက်ဥထမင်းကစစ်မှန်တဲ့ကြက်ဥထမင်းမဟုတ်ဘူးလို့ပြောတယ်ဒေကီဆူကီကလည်းနိုဘီတာကိုအပေါက်ဘယ်လိုလုပ်ရလဲလို့မေးခဲ့တယ်ဒါကနိုဘီတာကိုအလွန်အရှက်ရသွားစေခဲ့တယ်တကယ်ကနိုဘီတာဟင်းမချက်တက်လို့ကြက်ဥမှာအပေါက်ဖြစ်သွားခဲ့တာပါဒါပေမဲ့ဒိုယေမွန်ကငါလည်းအပေါက်ပါတဲ့နိုဘီကြက်ဥထမင်းကိုပဲအတိမတ်ပြူလာလို့ပြောလိုက်တယ်